တန်းစင်နေနဲ့သူ့ကိုယ်ကြီးဗန်လိုမျိုးစူးစမ်းဖို့တော့လိုအပ်နေပါပြီတန်းစင်တဲ့ဗန်တို့ကလူချင်းလည်းမတူဖြတ်တန်းတာတွေပုံစံကြီးကလည်းမတူအဓိကအဖြစ်နေထိုင်ရာရည်မြေနေထားခြင်းလည်းမတူညီပါဘူးတန်းစင်နေထိုင်တာမြန်မာနိုင်ငံဖြစ်ပြီးတော့ဗန်ကတော့အမေရိကန်လိုမျိုးကမ္ဘာနံပါတ်1လူတိုင်းရဲ့အိမ်မက်နိုင်ငံမျိုးမှာနေထိုင်နေရမျိုးဖြစ်ပါတယ်အမေရိကန်နိုင်ငံမျိုးမှာ UFC ပွဲတွေကိုတမင်းစားရေတောက်ကြည့်နေကြပြီးတော့ကမ္ဘာကျော်ဖိုက်တာတွေကိုမျက်ဝါးထင်နေမြင်တွေ့နေရတဲ့အတွက်ကြောင့်မလို့ဗန်လိုကစားသမားတူကမ္ဘာကျော်ဖြစ်သွားတာမြန်မာနိုင်ငံပြည်သက်တွေအတွက်တော့ထူးဆန်းနေမှာမဟုတ်ပါဘူးဒါမဲ့လည်းတန့်စင်1ချန်ပီယံရှစ်လိုမျိုးအာရှအဆင့်မြင်မာတဲ့ promotion မှာသွားပြီးတော့ထိုးရလောက်ကလည်းမြန်မာပြည်သက်တွေအတွက်အခုဒီတော်တော်လေးကိုထူးဆန်းနေတော့မှဖြစ်ပါတယ်ရင်ခုန်နေအောင်လည်းဖြစ်ပါတယ်ဒါဟုတ်တန့်စင်ညက်လုံးဆိုပြီးတော့သွားပြီးတော့အပြစ်တင်လို့ဖောင်းထူလို့မရပါဘူးတန့်စင်ကသူ့ဘဝအနေထားမှာအကောင်းဆုံးစူးစမ်းနေသူဖြစ်ပြီးတော့ဗန်လည်းပဲသူ့ဘဝမှာအကောင်းဆုံးစူးစမ်းခဲ့တာပါဒါမဲ့စူးစမ်းနေကြရင်တူရင်တော့မှရေမြေမတူတဲ့အခြေအနေကြောင့်လို့သူတို့နှစ်ဦးရဲ့အနေအထားတွေကမိုးနဲ့မြေလိုပဲကွာခြားသွားတာဖြစ်ပါတယ်ဂျိုဂျဗန်က UFC ချန်ပီယံဆုရရှိသွားတဲ့အခါမှာမြန်မာပြည်သက်တချို့ကချေလေးဗန်ရဲ့ပုံမှာတန်းစင်မျက်နှာကိုကပ်ပြီးတော့တန်းစင်ငဘောကြီးဟုဝိုင်းပြီးတော့ထရိုးကလှောင်ပြောင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါမဲ့လည်းဗန်နဲ့တန်းစင်ကိုနှိုင်းယှဉ်ခြင်းကမတူညီတဲ့လက်ငါးချောင်းညီအောင်အတင်းညှိနေတယ်လို့ဖြစ်ပြီးတော့မနိုင်တဲ့ကိစ္စကိုမနိုင်တဲ့ဘူးဆိုတာကိုချင်းစာတက်တဲ့သူဆိုရင်သိရှိသင့်ပါတယ်။ဗန်နဲ့တန်းစင်ကိုမနိုင်ယှဉ်တဲ့အဓိကအချက်ကတော့သူတို့ကျင်လေရာအားကစားနေပယ်ခြင်းမတူညီကြခြင်းပဲဖြစ်ပါတယ်။ဗန်က MMA သမားဖြစ်ပြီးတော့တန်းစင်ကတော့ရိုးရာမွေးထိုင်းသမားဖြစ်တယ်။ MMA ဆိုတာကကမ္ဘာသုံးအားကစားနည်းတစ်ခုဖြစ်ပြီးတော့ရိုးရာမွေးထိုင်းဆိုတာကတော့နိုင်ငံအတွင်းသားအဓိကအသုံးကြတဲ့အားကစားနည်းတစ်ခုလည်းဖြစ်ပါတယ်။ရိုးရာမွေးထိုင်းနဲ့ MMA တို့ကတူတီအောင်နဲ့မိုးနဲ့မြေလိုကွာခြားလွန်နေဒီလိုမျိုးနေပယ်တစ်ခုကိုရှင်နေခြင်းကဘောလုံးသမားကိုလက်ဝဲထိုးခိုင်းတယ်လို့မျိုးလက်ဝဲသမားကိုဘောလုံးကန်ခိုင်းတယ်လို့ဖြစ်နေတာပါ။တကယ်တမ်းမှာတော့ UFC မှာတော့မှတိုနီဖာဂူဆန်မက်စ်ဟော်လဝေးလိုမျိုးလက်ရည်ကောင်းတဲ့ဖိုက်တာတွေကခက်ဘက်ကိုအချိန်ကြာမထိန်းသိမ်းနိုင်ကြပါဘူး။အဲ့လိုဖြစ်ရမျိုးနေပယ်ချင်းတူတဲ့ဖိုက်တာတွေမှာတော့မရှိနေတာကြောင့်မလို့တက်စင်တဲ့ဗန်ရဲ့အနေအထားတွေကိုဘလို့မှမရှင်းသင့်ပါဘူးအဲ့လိုမရှင်းသင့်တော့အတင်းရှင်ပြီးကိုမြမဖိုက်တာအားနာကောင်းမှမသိပြောင်းခြင်းတလို့ပြောင်းပြောခြင်းတလို့ပြောနေခြင်းကလောအောင်မဖြစ်သင့်တယ်လို့မရှင်းသင့်တော့ရှင်နေတဲ့အတွက်ဉာဏ်ပညာတိမ်လုံးတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာဂျိုရှွာဗန်ကလက်ရှိချန်ပီယံပန်နိုဂျာကိုတီကီဝူနဲ့အနိုင်ရရှိခဲ့ခြင်းကံကောင်းလို့နိုင်ခဲ့ရလားဆိုတဲ့မိကုနဲ့ပတ်သက်ပြီးသုံးသပ်ချက်များပါလည်းရှိခဲ့ပါတယ်ဘွေးစင်မှာပန်နိုဂျာရဲ့လက်ဆက်လွဲခြင်းကဗန်ရဲ့ဓာတ်ရိုက်ထိုးတက်မှုကြောင့်မဟုတ်ပဲမတော်တဆဖြစ်ရက်စီကိုဥတီသွားခဲ့တာမှန်ပါတယ်ဒါမဲ့လည်းအားစားလောကမှာကန်ရီရဲ့မျက်နှာသာပေးမှုကိုအောင်မြင်မှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်မကြာခဏထည့်သွင်းစဉ်းစားလေးရှိပါတယ်ဗန်ဟာဘရင်ဖြစ်မဲ့သူမင်းလောင်းစာတာပါသူဆိုသလိုမျိုးအားတော်တိတ်မဆိုင်လိုက်ရပဲခပတ်ကိုရယူခဲ့တာလည်းမှန်ပါတယ်ဒါမဲ့ပန်နိုဂျာဆိုအတွေ့အကြုံရင်းကျက်တဲ့ချန်ပီယံတူဟာပြိုင်ပွဲရဲ့ပါဝါကိုအထင်မသေးပဲကာကွယ်မှုမပါဘဲနဲ့အတင်းအားဓမ္မဝင်ရောက်ထိုးတက်ဖို့ဆုံးဖြတ်ခဲ့ခြင်းကဗန်ဘက်ကဖိအားပေးနိုင်တဲ့အနေအထားကိုဖန်တီးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်ပန်နိုဂျာရဲ့တန်ရာကသူ့ရဲ့အမားနဲ့လောဘကြောင့်ဖြစ်ပြီးတော့အဲ့ဒီမှာဗန်အခွင့်အရေးဖြစ်ရယူနိုင်ခဲ့တာပါဒါကြောင့်ဗန်ရဲ့အောင်ပွဲကကန်ဒီယာရဲ့ပန်မှုမှုပါဝင်နေရဆိုပေမဲ့ဗန်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုဖိအားကိုခံနိုင်ရှိမှုနဲ့အခွင့်အရေးရယူနိုင်စွမ်းတို့ကြောင့်အဆုံးဖြတ်ပေးခဲ့တဲ့တရားဝင်အောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ